ကဲ2026ခုနှစ်မှာအမေရိကန်နဲ့အီရန်တို့ကြားစစ်ပွဲကြီးတစ်ခုတကယ်ဖြစ်လာခဲ့ရင်ဘာတွေဆက်ဖြစ်မလဲဒီနေ့ question စစ်ပြချက်မှာတော့အဲ့လိုအနာဂတ်ပဋိပက္ခတစ်ခုကကမ္ဘာအင်အားချင်းခွဲလျာကိုဘယ်လိုမျိုးအပြောင်းလဲဖြစ်စေနိုင်လဲဆိုတာကိုအချက်လက်တွေနဲ့တကွာလေ့လာကြည့်ကြပါမယ်ဒီစကားကိုတစ်ချက်ကြည့်လိုက်ပါဒါကကျွန်တော်တို့ဆွေးနွေးမဲ့အကြောင်းအရာရဲ့အဓိကအချက်ပဲဆိုလိုတာကဒေတာတွင်စစ်ပွဲလေးတစ်ခုကနေလက်ရှိကမ္ဘာအခြေအနေကြီးတစ်ခုလုံးကိုပြိုလဲသွားစေနိုင်ပြီအဲ့ဒီနောက်မှာပိုကောင်းတဲ့အစီအစဉ်တစ်တစ်ခုပေါ်လာမလားဒါမှမဟုတ်ပိုဆိုးတာဖြိုချဲအခြေအနေတွေပဲကြုံရမလားဆိုတာမေးခွန်းထုတ်စရာဖြစ်လာတာပေါ့ကဲအရင်ဆုံးတော့ဒီဇလန်ကဘေကစခဲ့လေဆိုတာကိုပြန်တွားချအောင်2016မှာစစ်မီမတောက်ခင်နှစ်ပေါင်းများစွာကတည်းကတင်းမာမှုတွေကတဖြည်းဖြည်းဘလို့တိဆောက်လာခဲ့တယ်ဆိုတာကိုတစ်ချက်ကြည့်လိုက်ကြရအောင်ဒီအစိမ်းစရာကိုကြည့်လိုက်ရင်အဖြစ်အပျက်တွေကတစ်ခုနဲ့တစ်ခုဘလို့ချိတ်ဆက်နေလဲဆိုတာရှင်းရှင်းလင်းလင်းမြင်ရမှာပါအစကတော့2018မှာအမေရိကန်ကနျူကလ িয়ার သဘောတူညီချက်ကနေနှုတ်ထွက်လိုက်တယ်အဲဒီနောက်မှာတော့အမြင့်ဆုံးဖိအားပေးမှုဆိုတဲ့ပိတ်ဆို့မှုတွေကိုနည်းနည်းချီပြီးဆက်တိုက်လုပ်ခဲ့တယ်အဲ့ဒီအတိုင်းရဲ့အကျိုးဆက်ကတော့2025မှာအီရန်ငွေကြေးတန်ဖိုးဟာစံချီပင်ကိုထိုးကျသွားပြီးဒီနိုင်ငံလုံးမှာအစိုးရကိုမကြည့်နဲ့လို့စနစ်ပြပွဲတွေပေါက်ကွဲထွက်လာတော့တာပါပဲအပြင်က PR ဒီမန်ကပါပြီပြည်တွင်းအခြေအနေကိုယ်တိုင်ကလည်းပေါက်ခွဲလူမသက်ရန် OE လို့ဖြစ်နေခဲ့တာပါနေပေါင်းများစွာပိတ်ဆို့ခံထားတာတော့စီမံခန့်ခွဲမှုညှက်ဖျင်းကာတွေတော့ပေါင်းပြီးအီရန်အစိုးရကတော်တော်လေးရိုင်နေနေခဲ့ပါပြီပြည်သူတွေရဲ့ဒေါသကလည်းအမြင့်ဆုံးရောက်နေပြီးသူတို့တောင်းဆိုတာကခေါင်းဆောင်တယောက်ပြောင်းပြီးယူနေမရတော့ဘူးဒီစစ်နစ်ကြီးတစ်ခုလုံးကိုအမြင့်ကနေလှမ်းပေးဖို့ဖက်လာခဲ့ပါတယ်ကဲအခြေအနေတွေကတော့တင်းမာနေပြီအဲ့ဒီနေစစ်ပွဲဖြစ်ကိုဘယ်လိုကူးပြောင်းသွားလဲဆိုတဲ့ဆက်ကြည့်အောင်တဖြည်းဖြည်းတင်းမာလာရနေပေါက်ကွက်ထပ်သွားတဲ့အဲ့ဒီအချိန်ပေါ့အဲ့ဒီနေ့ကတော့ဖေဖော်ဝါရီ26ဒီနေ့ဆွဲဟာနှစ်ပေါင်းများစွာတိတ်တဆိတ်တင်းမာနေတဲ့အခြေအနေကနေတကယ်စစ်ပွဲအဖြစ်ကိုကူးပြောင်းသွားတဲ့နေ့အရာအလုံးပြောင်းလဲသွားတဲ့နေ့ပါပဲစစ်ပွဲကဘလုံးစခဲ့တယ်လဲဆိုတော့တော်တော်လေးတုံ့လို့စရာကောင်းပါတယ်အမေရိကန်နဲ့အစ္စရေးတို့ရဲ့ဂျိုဒန်ကောက်ကွယ်တိုက်ခိုက်မှုမှာအီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အလီခါမနီလောက်ချန်ခံလာရပါတယ်သူတို့ရဲ့ရည်မှန်းချက်ကရှင်းရှင်းလေးပါအီရန်ရဲ့နျူကလ িয়ার နဲ့ဒုံးကျည်တို့ကိုဖျက်ဆီးမယ်အစိုးရကိုဖြုတ်ချမယ်အီရန်ဘက်ကလည်းချက်ချင်းလက်တုံ့ပြန်ပါတယ်အစ္စရေးကိုရောပင်လယ်ကွေ့တီတာကအမေရိကန်စစ်စခန်းတို့ကိုပါဒုံးကျည်တို့နဲ့အပြင်းထန်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့အီရန်ရဲ့လက်တုံ့ပြန်မှုကစီးရေးတစ်ခုတည်းတင်မဟုတ်ခဲ့ဘူးသူတို့ကကမ္ဘာစီးပွားရေးအထိမခံနိုင်ဆုံးနေရာကိုထိလိုက်တယ်အဲ့ဒါကတော့ Hormuz ရေလက်ကြားကိုပိတ်လိုက်တာပဲကမ္ဘာရေနံသုံးစွဲမှုရဲ့သုံးပုံတစ်ပုံနီးပါးဖျက်ဆီးနေတဲ့ဒီရေလမ်းကြောင်းကိုပိတ်လိုက်တာကကမ္ဘာစီးပွားရေးရဲ့တွေးလွတ်ကြော်ကိုဓာတ်နဲ့ထောက်လိုက်တာနဲ့အတူတူပါပဲအရှဲလဲပိုင်းမှာမိဒီတောင်းနေတဲ့အချိန်ကမ္ဘာအင်္ဂါကြီးတွေဖြစ်တဲ့ယူရှာနဲ့ကီရော့ကဘလို့တုံ့ပြန်ခဲ့လဲသူတို့ပဲဘက်ကရက်တီခဲ့တယ်လေဒါကလည်းစိတ်ဝင်စားစရာပါပဲကြည့်ကြည့်ရပါကူလာသမဂမှာလို့အခွဲတွေကွဲသွားတာကိုရှင်းရှင်းလင်းလင်းမြင်ရပါတယ်တရုတ်ကဒီလောက်ရက်ကိုကူလာသမဂပြည်ပြင်းရင်စာတန်းကိုချိုးဖောက်ကလို့ပြင်းပြင်းထန်ထန်ရှုချတယ်ယူရှာကလည်းဒါဟာဘလို့မှအကြောပြချက်မရှိတဲ့ကျူးကျော်မှုလို့ပြောခဲ့ပါတယ်ဒါကအမေရိကန်ရဲ့လောက်ရက်ကိုသူတို့လုံးဝလက်မခံဘူးဆိုတာကိုတရားဝင်ကြေညာလိုက်တာပါပဲဒါပေမဲ့လေစကလုံးတွေကတော့ပြင်းထန်ခဲ့ပေမဲ့လက်တွေ့မှာတော့တရုတ်ရောယူရှာပါစကြဲကိုတိုက်ရိုက်ဝင်မပါခဲ့ပါဘူးယူရှာမှာအီရန်နဲ့စစ်ရေးတဘောတူညီချက်ရှိတယ်ဆိုပေမဲ့အဲ့ဒီစာချုပ်ထဲမှာအီရန်တိုက်ခိုက်ခံရရင်ကာကွယ်ပေးရမယ်ဆိုတဲ့အချက်မပါဝင်ဘူးပြောရရင်လားစာချုပ်မှာကြွကြရှိနေတာပေါ့ဒါကဘာကိုပြတာလဲဆိုတော့သူတို့ကအမေရိကန်နဲ့တိုက်ရိုက်စစ်မခင်းချင်ဘူးဒါပေမဲ့ဒီပဋိပက္ခကိုတုံးပြီးအမေရိကန်ရဲ့ဩစာကြဆင်းအောင်လုပ်ချင်တယ်ဆိုတဲ့သဘောပါပဲကဲဒီစစ်ပွဲရေရှည်အကျိုးဆက်ကဘာဖြစ်မလဲနောက်အနည်း20လောက်ကြာရင်ကဘာကြီးကဘလို့ပုံစံဖြစ်နေမလဲဇလန်ကိုနည်းနည်းရှစ်ကိုမြမြရကီအနာဂတ်ကိုတစ်ချက်ကြည့်အောင်ဒီမှာပြထားတာကအင်ရအချင်းခွင်ရအကြီးကျယ်ပြောင်းလဲသွားမယ့်ပုံစံပဲအမေရိကန်အမျိုးသားထောက်လှမ်းရေးရဲ့ခန့်မှန်းချက်အရဆိုရင်2003မှာအာရှတိုက်တစ်ခုလုံးရဲ့စုစုပေါင်းအင်ရကမြောက်အမေရိကနဲ့ဥရောပကိုပေါင်းထားတဲ့တောင်ကျော်လွန်သွားတော့မှာပါဒါကတော်ရုံပြောင်းလဲမဟုတ်ဘူးနော်ရာစုနဲ့ချီပြီးအနောက်ကဘာကြီးစိုးခဲတာကနေအာရှဘက်ကိုအင်ရနဲ့ရွေ့သွားတာပါဆိုတော့2040ပြန်မှာကဘာကြီးကဘလို့ပုံစံဖြစ်နေမလဲတကူပြောလို့ရတာကတော့ဘယ်လိုမှပိုးမဟုတ်တော့ဘူးအင်အားတွေကနေရာအနှံ့မှာပြန်ကျဲနေပြီးနိုင်ငံတွေကြားမှာပြန်ဆိုင်မှုကစစ်အေးတိုက်ပွဲကာလနောက်ပိုင်းအပြင်းထန်ဆုံးဖြစ်လာလိမ့်မယ်အီရန်စစ်ပွဲလိုဖြစ်တဲ့ဒီအပြောင်းလဲဖို့ဓာတ်ကူဖြစ်စီလို့အရှင်းပြန်ပြလိုက်တာပါပဲအမေရိကန်ရဲ့အင်အားကိုတိုက်စားသွားပြီးကျရုပ်လိုယူရှာလိုပြန်ပတ်တီကိုနေရာပိုရလာစေတာပေါ့နောက်ဆုံးနေ့နဲ့စဉ်းစားစရာမိခွန်းတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်2016စစ်ကွဲလို့ကြီးမားတဲ့ပဋိပက္ခတစ်ခုကတင်းငင်တဲ့ကမ္ဘာစီရင်တစ်တစ်ခုစီကိုဥတီသွားမလားဒါမှမဟုတ်အစမှပြောခဲ့သလိုပဲကမ္ဘာကြီးကိုဖျိုးဖျဲနိုင်မှုတွေနဲ့ပြီးနေတဲ့ကာလရှည်တစ်ခုတည်းကိုတွန်းပို့လိုက်မလားအဖေကတော့ဘယ်သူမှကြုံမသိနိုင်ပါဘူးဒါပေမဲ့ဒီလိုဖြစ်ရတဲ့ကအနာဂတ်ကိုပုံဖော်သွားမှာတော့သိကြပါတယ်